တောင်ငူပြည်နက်ရှင်နောင်ဂီတဖြစ်မော်ကွန်းတင်ရဲ့တုခုမဂီတပညာရှင်ဘွားရှောင်းလုံးစစ်စင်းရဲရဲနဲ့ဖြတ်တန်းပြီးအမှုပညာတွေဖန်တီးခဲ့တဲ့သူမြို့မတူရီရအတင်းကြီးရဲ့ပဲ့ကန်ရှင်မြမဂီတကိုကဘာနဲ့ရင်ပေါင်တန်းနိုင်ဖို့တက်ကုံရွက်ကုံကြိုးပန်းလူဖွဲ့စီရဲ့ခေါင်းပုံဖြတ်မှုတွေလူနေမှုစနစ်ဆွေးကြီးရဲ့ထိုးနှက်ချက်တွေအောက်မှာလဲပြိုရင်သူ့ဘဝရဲ့ဏိကုံကိုသူ့ကိုယ်တိုင်အုတ်ကားအောက်တွေပြေးဝင်ပြီးအဆုံးသတ်ခဲ့တဲ့သူက1956ခုနှစ်တွင်နိုင်ငံတော်အစိုးရကိုယ်တိုင်ချီးမြှင့်တဲ့အလင်းကားကြော်စွာဘွဲတစ်စက်ရဲ့ပိုင်ရှင်ဆရာမျိုးမငယ်ပဲဖြစ်ပါတယ်ဆရာငယ်ကမော်တော်ကားအတိုက်ခံရမှာအမတန်စိတ်ပူတဲ့သူဟာလမ်းလျှောက်ရင်တော့လမ်းမပေါ်မသွားပဲလူနေအိမ်ဘေးကနေအမြဲကက်လျှောက်တဲ့သူတပြည့်များစက်ပိန်ဖြစ်လာခေါ်ရင်တော့ခြေတန်ရှည်တဲ့သူစီမှာပဲအမြဲလိုက်စီလေးရှိပါတယ်ဒီလောက်တော့ရင်းအနေကိုကြောက်တဲ့သူကမြမဂီတကိုကဘာစစ်တို့ပို့ဆောင်ရေးလုံးပန်းရင်သူ့ဘဝမော်တော်ကားအောက်ထဲခေါင်းထိုးပေးပြီးအဆုံးသက်သွားရှာတဲ့ဆရာငယ်ရဲ့ဘဝဘလောက်တော့ခက်ထန်လိုက်မလဲဒါတွေအားလုံးရဲ့အစမြန်မာတက်ဂရစ်1990တပေါင်းလာဆန်9ရက်တနင်္လာနေ့မှာမန္တလေးမြို့တွင်မြမဂီတရဲ့ကျေတပွေးဖြစ်လာမဲ့ဆရာမျိုးမငိမ့်ခဦးကျော်ငိမ့်ကိုမွေးဖွားခဲ့ပါတယ်ဦးကျော်ငိမ့်ဆိုတာကဆရာမျိုးမငိမ့်ရဲ့အမည်ရင်းဖြစ်ပါတယ်ဆရာငိမ့်အသက်14နှစ်ရွယ်ကျောင်းသားဘဝသို့ရောက်တဲ့အခါမှာတော့ဖခင်ဖြစ်သူကတငယ်ချင်းဖြစ်သူဥပသက်ထံမှာသူဝဒနာပါတဲ့ပညာရက်များကိုလေးလာတင်ကြရင်အနံ့ခဲ့ပါတယ်ဥပသက်ဆိုသူကဆရာမျိုးမငိမ့်ရဲ့လက်ဦးဆရာလည်းဖြစ်တယ်လို့ခံစားမှုအမှုပညာရှင်ပကြီးဆရာတယောက်လည်းဖြစ်နေပြန်ပါဥပသက်စီမှာပညာတင်ကြရင်9နှစ်ခန့်ကြာမှာတော့ပကြီးဘဘူးမဲဒလင်ဘင်ဂျုံနဲ့ပြတ်ဆောင်ပညာများကိုတင်ကြားတက်မြောက်ခဲ့ပါတယ်ထို့နောက်ရွာသားစိတ်မိနာနဲ့ဦးမမောင်ကြီးတို့ထံမှာလည်းမြမဆောင်းပညာကိုတင်ကြားခဲ့ပါသေးတယ်ဦးမမောင်ကြီးထံမှာပညာတင်ကြားနေစဉ်စပူကျွန်းလုံးတပုတ်လုံးကိုအဆိုးတီးကွက်အားလုံးကိုနေရင်တင်ယူတက်မြောက်သွားတော့ခါမောင်လူစပူမှာရှားပါပေဦးကြောတက်ကချီကျူးခဲ့ပါသေးတယ်ဒီလိုနဲ့ပဲဂီတရဲ့ကျေတပွေဟာငယ်ဘဝကိုဖျက်တမ်းပြီးတဲ့နောက်မှာတော့1925ခုနှစ်တွင်မြို့မတူရီအတင်းကြီးကိုသူနဲ့စိတ်တူဝါဒနာတူမဲဆွေများကိုစုစည်းပြီးစတင်ဖွဲ့စည်းခဲ့ပါတယ်ဆရာငယ်ကမြမဂီတကိုမြမတန်လုံးတီဝိုင်းကြီးစင်ဖိုနီဖြစ်ဖွဲ့စည်းခြင်းတာပါဆရာငယ်ကမြို့မတူရီအတင်းကြီးရဲ့ပြားရုပ်တစ်ခုဖြစ်တဲ့ငွေငန်းမရဲ့ဝမ်းမိုက်တဲ့ယတနာတစ်တာတစ်လုံးဖြစ်ခဲ့ပါတယ်ဒီတစ်တာကြီးကမြို့မရဲ့အခန်းကဏ္ဍတစ်လျှောက်လုံးရှိနေခဲ့ပါတယ်ဒီတစ်တာထဲကပဲတန်ဖိုးမဖြတ်နိုင်တဲ့ဂီတဆိုတဲ့ယတနာပေါင်းများစွာကိုထုတ်ယူသုံးစွဲခဲ့ကြပါတယ်မြမရုပ်ရှင်သမိုင်းမှာအောင်မြင်မှုကြီးမားခဲ့တဲ့တကြံမိုးရုပ်ရှင်တွေကသေးရေးဆရာစန်းလျားငိမ့်မောင်ဟာဆရာမျိုးမညံရဲ့ဇက်ရုပ်ကိုအနှဲငယ်မှီညမ်းထားတာလို့ဆိုကြပါသေးတယ်ဆရာအမတန်အရှက်ကြီးတဲ့သူပါဆရာငိမ့်တချင်းရေးတာသူများအတင်းပူစာတောင်းဆိုတာကြောင့်ရေးရတာပုံများပါတယ်ရေးဆက်ပေးပြီးရင်လည်းသူ့တချင်းကိုကြည့်ပြီးသူဟာရှက်နေတတ်ပါသေးတယ်သူ့တချင်းကိုပေးရရမှာလည်းမျက်နှာမထားတတ်တာကြောင့်ရက်တော့ကရေးသေးတင်ပြီးမှတွားတတ်တဲ့သူပါထို့နောက်ဆရာမျက်နှာကိုတစ်ဖက်သို့လွှဲကခေါင်းငုပ်လျက်တချင်းစာရွက်ကိုထိုးပေးလေးရှိပါတယ်သူရေးပေးခဲ့တဲ့တချင်းများစုဟာရေးကတပြားတစ်ချက်မှမရပဲရေးပေးရတာပုံများပါတယ်ဆရာငိမ့်ကအသက်20ရွယ်မှာအိမ်အောင်ကြားခဲ့ပြီးတာသမီ73ယောက်ထုံးကားခဲ့ပါတယ်ဆရာငိမ့်ကသူ့ရဲ့တန်ဆုံဒီဝိုင်းအိမ်မက်နဲ့အိမ်ရဲ့စားဝတ်နေရအခက်ခဲတွေအကက်တက်တွေမပြည့်စုံမှုတွေကိုထွေးပွင့်ရင်အကောင်းဆုံးတောက်ခံခဲ့ပါတယ်ထိုချိန်တုန်းကဆရာငိမ့်ကမန္တလေးရုပ်ရှင်ဖွဲ့မှာတေးဂီတတာဝန်ခံဖြစ်တာဝန်ယူထားရပါတယ်ထိုကုမ္ပဏီဟာဆရာငိမ့်ရဲ့တာသမီများအတွက်လစဉ်ထောက်ပံ့ကြီးပေးနေပါတယ်ဒါကြောင့်ဆရာအစားတောက်အဲ့နေကိုဂူးမဆိုင်တော့ပဲရုပ်ရှင်နောက်ခံတီလုံးများနဲ့ဇက်ဝင်တေးတချင်းများအတွက်အားခဲကလုံးပန်းနေခဲ့ရပါတယ်ဆရာကြံစားတီထွင်ရတဲ့တာဝန်ကလည်းမသေးလာပါဘူးအောက်နောက်ကိုဖြစ်ညစ်ပြီးအမျိုးတေယတနာကိုထုတ်ရတာပါဒါကြောင့်ပဲဆရာငိမ့်ကတခါတရံမှာခေါင်းတွေမူအိမ်ပြန်အနားယူရလေရှိပါတယ်ဒါပေမဲ့ဆရာစိတ်အိလက်အေနားမနေခဲ့ရပါဘူးကုမ္ပဏီကလူတွေဟာဆရာစီမကြာခဏလာပြီးနပူတက်လေးရှိပါတယ်ထို့အခါဆရာကရရမှာပေါ့လို့ပြန်ပြောလေးရှိပါတယ်တနေ့မှာတော့သူ့သမီးကြီးဒေါ်တင်တင်ကြီးဟာဆရာကိုနှိုက်ပေးနေစဉ်ဆရာကဒီတခါဘဘလေးဇက်ညုံမဲ့ရေးစားတော့မယ်သူတို့ကဘဘခေါင်းကိုဖျက်လို့ကျင်ကြတာဘဘတကူလုံးမှာလည်းဒီခေါင်းပဲအဖိုးတန်တာမလားဆိုပြီးကြေကွဲစိုးနေစွာတဖွားဖွားပြောနေရှာပါတယ်ဆရာငိမ့်ကအဲ့နေ့ကစပြီးညဘက်တွေဆိုမအိပ်ပဲဖြောင်းတဲ့တချောင်းထုံးကငိုင်းနေတက်ပါတယ်သူအလွန်ကြိုက်တယ်လက်ဖက်ရည်ကိုမှမတောက်သမင်းကိုလည်းဝှက်ကြည့်တန်းကြည့်မျှတာစားပါတယ်ပြီးရင်တော့သူရမ်းကြိုက်တဲ့ငကားစည်းလိုက်ကြီးကိုဖွာနေတက်ပါသေးတယ်ဒီလိုနဲ့1955စက်တင်ဘာ14ရက်ညတညမှာတော့ဇနီးတဲ့အိပ်ပျော်နေစဉ်ဆရာငိမ့်ကအိမ်မအသားလေးခိုးထွက်လာခဲ့ပါတယ်မနေ့ရောက်တော့ရွာဟိုင်းဈေးနီးမှာဖွင့်ထားတဲ့လက်ဖက်ရည်ဆိုင်မှာကော်ပီတစ်ခွက်မှားတောက်ပြီးဆေးလက်တလိပ်ဝယ်ကရွာဟိုင်းတုံးတန်ဘက်ကိုငိုင်းဆိုင်နဲ့ထွက်သွားခဲ့ပါတယ်တင်းချိုင်းကိုဆရာငိမ့်လာနေကြကိုတီးတယ်တင်းချိုင်းဆောက်ကြီးကအဲ့နေ့မှရှိမနေခဲ့ပါဘူးတင်းချိုင်းဆောက်ရဲ့တားဖြစ်သူကတရားမဝင်လက်နက်တွေလာဝတ်တက်တဲ့လူဆိုးလူမိုက်များဖြစ်မှဆိုးတာကြောင့်
ဆရာငင်းအားနှင်ထုတ်လိုက်ပါတယ်ဆရာငင်းဟာငါတရုတ်တန်းကတချင်းရေးဆရာပါကွာလို့ညှိုးငယ်စွာလှမ်းပြောလိုက်ပါသေးတယ်ပြီးရနဲ့ဆရာငင်းဟာတုတ်တန်မှာအေးဆေးစွာထွက်ခွာလာပြီးလမ်းမပေါ်ရှောက်သွားနေခဲ့ပါတယ်ဒီလိုနဲ့စက်တင်ဘာ15ရက်နေ့အရောက်မှာတော့မန္တလေးမြို့အစွန်းကတက်တဲ့အင်ဂျီရဲ့မြောက်ဘက်တရုတ်တင်းချိုင်းကြီးမှာရှိတဲ့လမ်းဆောင်တစ်ခုစီရောက်လာခဲ့ပါတယ်ထိုလမ်းဆောင်မှာအရေးအဝါဒအလွန်ကောင်းတဲ့တမာပင်လေးတစ်ပင်လည်းရှိနေပါတယ်တမာပင်လေးရဲ့အောက်မှာအများသူငါများထိုင်ဖို့ဝါကုပ္ပိလေးတစ်ခုစောက်လုပ်ထားပါတယ်မနေ့ဝီလီဝီလင်းချိန်မှာဆရာငင်းဟာထိုကုပ္ပိလေးပေါ်မှာငြိမ်သက်စွာထိုင်ပြီးဆေးလိုက်ကလေးဖွာကလောကရန်ရဲ့ဒဏ်ရာတန်ချက်တွေကိုတွေးတိုးနေဟန်တူပါတယ်သူဤဖက်နှက်လေးကိုတော့ကုပ္ပိလေးအောက်မှာချွတ်ထားပါတယ်အဲ့နေရာနဲ့မနီးမွေးမှာအုပ်ဖောက်တဲ့စက်ရုံများလည်းတည်ရှိပြီးမနက်၈နာရီခွဲခန့်မှာမြို့တဲကိုအုပ်ပို့ပြီးပြန်လာတဲ့ကားတစ်စီးဟာဆရာငင်းရှိရာလမ်းဆောင်သို့မောင်းနှင်လာခဲ့ပါတယ်ကားတန်ဟာလည်းတဖြည်းဖြည်းနီးကပ်လာပါတယ်ဆရာငင်းဟာလက်တီကလေးကိုစုပ်၍သူ့ပေါင်ပေါ်ကိုအဆက်မပြတ်ထုနေပါတယ်နီးကပ်လာတော့ဆက်တန်ကိုတင်ဂီတာပြုတ်နေတယ်လို့ဆရာငင်းရဲ့စိတ်တွေဟာစောက်တီရမရလှုပ်ရှားနေသည်ဟုထင်ရပါတယ်တဖြည်းဖြည်းနီးကပ်လာတဲ့မော်တော်ကားဟာဆရာငင်းထိုင်နေတဲ့တမာပင်လေးရဲ့အရှိတက်တဲ့ကိုရောက်တာနဲ့ဆရာငင်းဟာဘာဝမှစဉ်းစားမနေတော့ပဲရုတ်တရက်ထပ်ပြေးပြီးအုတ်ကားအောက်ထဲခေါင်းထိုးပြေးဝင်လိုက်ပါတော့တယ်ဆရာငင်းရဲ့ဖက်နှက်ကလေးတင်ရင်ကတော့ကိုပစ်ကလေးအောက်မှာသူ့တခင်ကိုငေးလင်ရှာနေပါတယ်ဆရာငင်းကတော့သွေးအိုင်ထဲမှာခွေလေးမလှုံ့မရှက်လဲလျောင်းရင်သူ့ဦးကောင်ကိုဖျက်လို့ခြင်းသူ့ပညာသူ့အုံနှောက်ကိုဖောက်စားလို့သူတို့ကိုလုံးဝမပေးပဲအုတ်ကားအောက်ကိုဒါခေါင်းထိုးပြေးဝင်ပြီးသူ့ရဲ့ပညာမာနသူ့ရဲ့စိတ်ဝိညာဉ်ကိုတစ်စက်ကလေးများအထိပါမခံနိုင်တော့မဟာနုပညာရှင်သူရဲကောင်းသူဦးဖြစ်ကြောင်းတက်တည်ပြသွားခဲ့ပါတယ်ကျွန်တော်တို့ကအနုပညာရှင်တယောက်ကိုသူတည်ဆုံးပြီးမှပုံမိုးနားလေခဲ့ကြပါတယ်ဆရာမျိုးမငိုင်းနောက်ဆုံးရေးဆက်ခဲ့တဲ့တခြင်းတွေတည်းကတပုတ်ဖြစ်တဲ့တိမ်လွှာမိုးမိုးလင်ဆိုတဲ့တခြင်းမှာဆရာညန်းရဲ့ညှိုးငယ်မှုတွေသူ့ဘဝပေါ်တဖြည်းဖြည်းအုပ်ဆိုင်လာတဲ့မပျော်ရွှင်မှုတွေကိုတွေးခဲ့ရပါတယ်သူဟာအနုပညာရဲ့ဒဏ်ကိုမခံနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူမျှော်မှန်းထားခဲ့တဲ့အနုပညာအင်မတန်လှပပြီးလှိုးဝက်နဲ့ကကြီးကျယ်မြင့်မြတ်တဲ့ drum မဲ့အနုပညာဖြစ်နေလို့ပါဆရာမျိုးမညန်းရဲ့အနုပညာသူစရေမှုကြီးဟာအပေါ်စားအနုပညာရှင်တွေကိုတုံလှုပ်စေခဲ့ပါတယ်ဆရာညန်းရဲ့အနုပညာလောကသူလေးနက်မှုတွေကိုအမွေဖြစ်ထားရခဲ့ပါဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးကြီးကျေးဇူးတင်ပါတယ်